စကိုင်းတိုင်းဒေသအတွင်းမှာရေကြီးမှုကြောင့်ပြည်သူ2သိန်းကျော်ရေဘေးသင့်အကူအညီတွေလိုနေတယ်လို့မန္တလေးတိုင်းအတွင်းမှာလည်းရေကြီးမှုကြောင့်ပြည်သူ3သိန်း8တောင်းကျော်ရေဘေးသင့်နေပါတယ်။မြို့နယ်လိုက်ရေဘေးသင့်ပြည်သူစည်ရင်အရာစကိုင်းတိုင်းကောလင်းမြို့နယ်မှာလူဦးရေ66989ဦးနဲ့အများဆုံးဖြစ်ပြီးခင်ဦးမြို့နယ်ကလူဦးရေ33940ဦးနဲ့ဒီပဲရင်မြို့နယ်မှာလူဦးရေ25624ဦးကံဘလူမြို့နယ်မှာလူဦးရေ25618ဦးရွှေဘိုမြို့နယ်မှာလူဦးရေ24193ဦးဝက်လက်မြို့နယ်မှာ22043ဦးတန့်ဆည်မြို့နယ်မှာလူဦးရေ8000ဦးမြင့်မှုမြို့နယ်မှာ9680ဦးအရာတော်မြို့နယ်မှာ6242ဦးရေဦးမြို့နယ်မှာ6084ဦးစကိုင်းမှာ950ဦးနဲ့ဗမောက်မှာ45ဦးတို့ပါဒါအပြင်ရေဘေးကြောင့်တေဆုံးသူ23ဦးအထိရှိလာနေပြီး2ဦးပျောက်ဆုံးနေကစကိုင်းတိုင်းဒေသကိုစစ်အုပ်စုကဖြက်လေးဖြက်ပိတ်ဆို့ထားတာကြောင့်ပြည်သူတွေပူခက်ခဲနေကြရတယ်လို့အကူအညီလဲပိုးလိုအပ်နေကြတာဖြစ်ပါတယ်။တရင်တွေရကယ်ဆယ်ရေးနဲ့အကူအညီပေးမဲ့အစီအစဉ်တွေကိုစစ်အုပ်စုကအသားစီပိတ်ပင်နေပြီးရန်ကုန်မန္တလေးကအလားကူရင်တောင်စကိုင်းမြို့ထိလောက်သာဝင်ခွင့်ပေးတဲ့အခြေအနေဖြစ်နေတာပါ။စကိုင်းတိုင်းအတွင်းလူ2သိန်းကျော်ရေဘေးသင့်နေတဲ့အပြင်ရမန်နဲ့ငလျင်ဘေးစစ်ဘေးအခြေအနေတွေနဲ့လက်ရှိတဘာဝဘေးတွေနဲ့အဆိုးဆုံးထိခိုက်ခံစားနေရပြီးကိုထုကိုထကြိုးစားနေကြရပါတယ်။စကိုင်းရေဘေးသင့်ပြည်သူတွေဟာအရေးပေါ်အကူအညီလိုအပ်နေတယ်လို့ဒေသတွင်းစိုက်ပျိုးဧရိယာတင်းချီရေမြုပ်ပျက်စီးခဲ့တာကြောင့်စီးပွားရေးအကူအညီတွေလည်းလိုအပ်နေကြပါတယ်။ရှမ်းပြည်မြောက်ပိုင်းလမ်းဖြစ်တဲ့ကြောက်မဲတူးကိမ်မှာ2026ခုနှစ်ဩဂုတ်လ17ရက်နေ့ညနေပိုင်းမှာကျက်တင်ကားမီးလောင်ပြီးတူးကိမ်ပါမိကူးသွားခဲ့ပါတယ်။ဒေသခံတွေအဆိုအရညနေ6နာရီခန့်ကတူးကိမ်အဝင်နေရမှာကျက်တင်ကားတစ်စီးဝါယာရှော့ဖြစ်ခါမီးလောင်ခဲ့တာဖြစ်ပြီးလူတွေထိခိုက်မှုမရှိခဲ့ပေမဲ့ကားတစ်စီးလုံးမီးလောင်သွားပါတယ်။ကားမီးလောင်မှုကြောင့်တူးကိတ်အဆောက်အဦပါမီးဆွဲသွားခဲ့ပြီးမိသက်ကားတွေရောက်ရှိလာတာနောက်ကျနေတာကြောင့်လည်းငိမ့်တဲ့သူမဲ့ပြီးကိတ်မီးလောင်သွားတာပါမြင်တွေ့ခဲ့ကြရပါတယ်။အဆိုပါတူးကိတ်နားမှာငွေကြေးကောက်ခံဖို့ရောက်လာတဲ့အဖွဲ့စုံအမိခံစစ်အုပ်စုဝန်ထမ်းတွေလည်းရှိနေပေမဲ့မီးငိမ့်သက်တာမတွေ့ရတဲ့အပြင်ကြီးဖောက်တန်တစ်ချက်ကြားခဲ့ရတယ်လို့ဆိုပါတယ်။တူးကိန်းနာမှာကားမီးလောင်တာကြောင့်ဒေသခံတွေလာရောက်ဆက်စုနေကြတာလည်းရှိနေကြပြီးစစ်ပီးထားတာမကြားသေးတာမို့လူထုရဲ့စိုးရိမ်တော့ကကိုအထင်သာတွေ့မြင်နေရပါတယ်။ကြောင်မဲတူးကိန်းဟာပြုပြင်ထားတာမကြားသေးပဲအခုလိုမီးလောင်သွားခဲ့ရတာဖြစ်ပြီးစစ်အုပ်စုလက်အောက်ခံတွေဟာအဆိုပါကိန်းမှာအခြေချပြီးငွေတောင်းဖို့ပြင်းနေကြပါတယ်။ဒီဟာပြစ်ထန်တဲ့ခရစ်တသမလေးဝလံဘီယာနေရာမှာခုတရှိရင်းထန်နေတဲ့ငပြင်းတွေတန်းကြောက်ဆောက်ဦးမြစ်တွေပြိုကျပျက်စီးတဲ့ဗီဒီယိုဖိုင်နံပါတ်ပိုင်းကြောက်နေကြတဲ့ဒီကလေးနဲ့ကျုပ်ကအမှန်တကယ်ပြောခုမြင်နေကြရတာကတော့ကိုလံဘီယာနိုင်ငံအနောက်တောင်ပိုင်းဒေသမှာဒီကနေ့မနေ့9နာရီခွဲဝန်းကျင်လောက်ကလှုပ်သွားခဲ့တဲ့ငင်းချင်းကြောင့်ဆောက်အုံတွေပြိုကျပြီးလူတွေလည်းကြောက်လန့်ကြတဲ့လမ်းမပေါ်ထွက်ပြေးနေကြတဲ့မှတ်တမ်းဗီဒီယိုဖြစ်ပါတယ်အခုဗီဒီယိုထဲမှာတွေ့ကြရတဲ့အတိုင်းပဲငလျင်ပြင်းအားဟာ9.4 Richter scale ရှိတာကြောင့်အဆောက်အုံတစ်ခုလုံးလုံးဝပြိုလဲကျသွားတာကိုတွေ့ရပါတယ်။အလားတူပဲတခြားနေရာတွေမှာလည်းအဆောက်အုံတွေအများပြားပြိုကျနေတာကိုဒေတာကန်တွေတင်ထားတဲ့လူမှုကွန်ရက်တွေမှာတွေ့ရပါတယ်။ငလျင်ဘိုးချက်မှဖြစ်တဲ့ချိုကိုဒေတာဆန်ဟိုစီဒယ်ပါမာမြို့ကိုတောင်ဝမော်ကရိုက်ကူးထားတဲ့မှတ်တမ်းဗီဒီယိုအရမြို့ထဲကအဆောက်အုံတွေပြိုကျပြီးဖုန်တွေလေးလိုက်ကောင်းဝင်ကိုထောင်းတက်လာတာကိုလည်းတွေ့ရပါတယ်။အခုထိတော့တေဆုံးသူတွေရဲ့အတွက်ဟာ111ယောက်ရှိသွားပြီဖြစ်ကြောင်းအစိုးရကတရားဝင်သတင်းထုတ်ပြန်ထားပါတယ်။ဒါပေမဲ့တွန်းကျင်သူတွေကတော့တေဆုံးသူဟာထောင်ချီရှိနိုင်တယ်လို့ခန့်မှန်းထားကြပါတယ်။လက်ရှိမှာအရေးပေါ်ကယ်ဆယ်ရေးတွေလှုပ်ဆောင်နေပြီးနိုင်ငံတကာကခေါင်းဆောင်တွေကလည်းကိုလံဘီယာရဲ့ငရင်ဘေးဒဏ်ကိုကူညီပေးမယ်လို့ကတိပြုထားကြပါလားခင်ဗျာ။ကျွန်တော်ဇော်ဝင်းလိုက်ပါ။